Hello အားလုံးမင်္ဂလာပါဒီနေ့ပြပြချင်တဲ့အကြောင်းအရာလေးကကြတော့ကိုခုဘဝမှာနေလာရင်းနဲ့ပေါ့နော်တတိထားမိလာတာကဘာလဲဆိုတော့ဟာကြောင့် timing and what you deserve ပေါ့နော် timing အချိန်ကိုက်မှုအချိန်ကိုက်ဖြစ်မှုပြီးတော့ what you deserve ပေါ့နော်ကိုနဲ့ထိုက်တန်တော့အရာပေါ့နော်အဲ့ဒီအရာနဲ့ပတ်သက်ပြီးတော့ခါတာကိုကောင်းကောင်းကြီးကိုနားလည်လာရဲ့သဘောပေါက်လာရဲ့ပေါ့နော်အချိန်ဆိုတာကအမြဲတမ်းရက်တက်နေတဲ့အရာမဟုတ်ဘူးပေါ့နော်အမြဲတမ်းရက်တက်နေတဲ့အရာမဟုတ်ဘူးသူဟာအမြဲတမ်းရွှေလျားနေတဲ့အရာဖြစ်တယ်အဲ့ဒီအခါမှာအချိန်ကမရက်တက်နေသေးဘူးလူတွေရဲ့ life တွေဘဝ life flow စီးဆင်းမှုတွေကလည်းအမြဲတမ်းစီးဆင်းသွားနေမှာပဲပေါ့နော်ကိုကဒီတိုင်းထိုင်နေရင်တော့မှအချိန်ကရက်တက်နေရမဟုတ်အဲ့ထိုင်နေတဲ့နေရာမှာလည်းကိုယ့်ရဲ့ life flow စီးဆင်းနေတဲ့ timing တစ်ခုဆိုတာရှိရပေါ့နော်အဲ့တော့ပြောချင်တာကဘာလဲဆိုတော့ခါကြတော့ဘဝမှာ timing လွဲချော့သွားတဲ့အရာတွေလည်းရှိသလို timing မကြသေးတဲ့အချိန်ကိုစောင့်ရတာတွေလည်းရှိရပေါ့နော်အဲ့တော့ timing လွဲချော့မှုတွေဖြစ်တယ်ဆိုတာအမှန်တိုင်းပြောရလို့ရှိရင်တော့ကိုရုပ်တရက်တွေးမိလိုက်တာဘာလဲဆိုတော့ဘဝမှာ timing လွဲချော့သွားတယ်ဆိုတာမရှိဘူးပေါ့နော်ဘာလို့လဲဆိုတော့ခါကြတော့ဒီလို timing လွဲချော့ဖို့အတွက်ကိုဖြစ်ရမယ့်အကြောင်းရှိလို့ကိုဖြစ်သွားတယ်လို့ပဲကိုကယူဆရဲပေါ့နော်ဥပမာ timing ဒီတယောက်နဲ့ဒီငါဥပမာထားပါတော့ဒီတယောက်နဲ့ကိုစုံတယောက်နဲ့ကိုအပြင်မှာချိန်ထားတဲ့အခါမှာအဲ့မှာကိုကထားပါတော့အိမ်ကနေထွက်လာတဲ့အချိန်က9မိနစ်10မိနစ်လောက်နောက်ကျသွားတဲ့အခါမှာသူစောင့်နေမယ်လို့ပြောတဲ့နေရာနဲ့ကိုက timing လွဲသွားတယ်ဆိုတာလေအဲ့လိုလွဲသွားရမယ့်အကြောင်းရင်းရှိလို့ကိုလွဲသွားအဲ့ဒီလူနဲ့အဲ့ဒီနေရာမှာတွေ့ရမှာမဟုတ်ဘဲနဲ့အဲ့ဒီလူနဲ့တွေ့ရမယ့်နေရာကတခြားတနေရာဖြစ်တဲ့အတွက်အဲ့ဒီတွေ့ရမယ့်နေရာမှာနေရာကငကိုကလေးကသတ်မှတ်ထားပြီးသားဖြစ်တဲ့အတွက် timing ကလွဲရမယ့်အချိန်မလို့ကိုလွဲသွားတာကိုရုပ်တရက်စဉ်းစားမိလိုက်တာအဲ့လိုပေါ့နော်အဲ့တော့သူများတွေကပြောမယ်ပေါ့နော် timing တွေလွဲသွားကြတယ်လွဲသွားလို့ဒီလိုမျိုးတွေလို့စုံတွေ့ရမယ့်လူတွေကမစုံတွေ့ခဲ့ကြဘူးလို့ပြောကြပါမယ်ပေါ့နော်တကယ်တမ်းကအဲ့ဒီလူနဲ့စုံတွေ့ရမယ့်ကံကြမ္မာကဒီထိပဲမလို့အဲ့လိုမျိုးဖြစ်သွားတာကြီးဖြစ်နိုင်တယ်ပေါ့နော်ဒါကိုရဲ့ရှုမြင်သုံးသပ်မှုပေါ့နော်ဒါကြိုက်တယ်လို့သဘောထားကွဲလဲနိုင်တယ်ပေါ့နော်ဘာလို့ what you deserve နဲ့တွဲပြီးတော့မှပြောလဲဆိုတော့ခါကျကိုခုနောက်ပိုင်းနေတာပြီးတဲ့နောက်မှာဘဝမှာကိုနဲ့မထိုက်တန်တဲ့အရာတွေကလေကိုဘယ်လိုပဲစုပ်ကင်ထားပါစေကိုစီကနေလွတ်ထွက်သွားတယ်ကိုဘယ်လောက်ပဲ chasing လုပ်ပါစေကိုမရယူနိုင်ဘူးဒါပေမဲ့ကိုအတွက် deserve ဖြစ်တဲ့အရာတွေကကိုဘယ်လောက်ပဲတွန်းထုတ်ပါစေအချိန်အခါအဖန်တလဲကိုစီပြန်ရောက်လာတယ်ကိုဘယ်လောက်ပဲ timing တွေလွဲပြီးတော့မှလွဲချော်ခဲ့ပါစေ timing တွေလွဲပြီးတော့မှလက်လွတ်ခဲ့ရပါစေ timing တွေလွဲပြီးတော့မှမစုံစည်းခဲ့ရပါစေကိုအတွက်တကယ် deserve ဖြစ်တဲ့အချိန်မှာ timing ကျလာပြီဆိုတဲ့အချိန်မှာအဲ့ဒီအရာကသူ့အလိုလိုနဲ့ကိုစီကိုပြန်ရောက်လာတယ်အခွင့်အရေးတစ်ခုပဲဖြစ်ဥပမာကိုကတစုံတစ်ခုကိုဘဝမှာတစုံတစ်ခုဖြစ်သွားလို့ကိုရရှိရမယ့်အခွင့်အရေးကိုကိုလွဲချော်သွားတယ်ဒါပေမဲ့အဲ့ဒီတော့ကဒါကိုအဲ့ဒီလိုမျိုးလေး timing မလွဲသွားဘူးဆိုလို့ရှိရင်ကိုကဒီဟာကိုလွဲချော်သွားမှာမဟုတ်ဘူးလို့တွေးနေပေမဲ့တကယ်လို့ကိုကအဲ့ဒီအရာကိုရမယ့် deserve ဖြစ်တဲ့ပေါ့နော်ကိုတိုင်းမှာလည်း deserve ဖြစ်တဲ့ ability ပဲဖြစ်အရေးချင်းပဲဖြစ်မရှိခဲ့ဘူးဆိုလို့ရှိရင်အဲ့ဒီအရာကကိုနဲ့မထိုက်တန်လို့လက်လွတ်သွားခြင်းဖြစ်ပြီးတော့အဲ့ဒီအရာကကိုနဲ့ထိုက်တန်တဲ့အရာသာဆိုလို့ရှိရင်နောက်တစ်ချိန် circle အနေနဲ့ပြန်ပတ်ပြီးတော့မှကိုစီကိုပြန်လည်ရောက်ရှိလာတယ်။ဘာလို့လဲအရာတိုင်းက circle အနေနဲ့လှည့်ပတ်နေလို့ပဲဖြစ်တယ်။ကံကြမ္မာစောက်ဝိုင်းကအရာတိုင်းက circle အနေနဲ့လှည့်ပတ်နေလို့ပဲဖြစ်တယ်။ universe ဆိုတာလည်း infinity အဆုံးအစမရှိပေမဲ့ infinity ဆိုတဲ့ဒီ sign လေးမှာတော့မှ circle အနေနဲ့လှည့်ပတ်နေရလေဟုတ်တယ်မလား။အဲ့တော့အရာတိုင်းကလှည့်ပတ်နေတာဖြစ်တဲ့အတွက်အခုနောက်ပိုင်းမှာကို chase မလုပ်ဖြစ်တော့ဘူးပေါ့နော်တကယ်လို့ကို chase လုပ်နေတဲ့အရာကကိုအတွက်မထိုက်တန်ဘူးဆိုတာကိုကစိတ်ထဲကနေခံစားမိလိုက်တယ်ဆိုရင် chase ကိုရက်လိုက်တယ်တခါလေ chase လုပ်တဲ့အခါမှာအဲ့ဒီဟာငါနဲ့မထိုက်တန်လို့ထင်တယ်ဆိုတော့ intuition ပေါ့နော်အသိစိတ်ကကိုပြန်ပြောမှတတိပေးရပါတော့အဲ့လိုဆိုလို့ရှိရင် chase မလုပ်တော့ okay I will stop in here အဲ့လိုမျိုးပေါ့နော်ဒီနေရာမှာပဲရက်လိုက်မယ်ဆိုပြီးတော့မှအဲ့လိုမျိုးကိုရက်တက်လိုက်တယ်ပေါ့နော်အဲ့တော့တချို့အရာတွေက
ဘလောက်ပဲ cheese လုပ်ပါလေ cheese လုပ်ပါစေကိုနဲ့ fixing မဖြစ်တဲ့ feel fixing မဖြစ်တဲ့အရာဆိုလို့ရှိရင်ကိုနဲ့ dissolve မဖြစ်တဲ့အရာဆိုလို့ရှိရင်ဘလောက်ပဲဖမ်းပါစေမဖမ်းမိဘူးဒါပေမဲ့ကိုနဲ့ dissolve ဖြစ်တဲ့အရာဆိုလို့ရှိရင်ကိုတိုင်းတော့မှဘာမှမလုပ်ရဘဲနဲ့ကိုစီကိုခွင့်ရေးတွေရောက်ရှိလာတယ်ကိုစီကိုကလွဲချော်သွားတဲ့ခွင့်ရေးဆိုရင်တော့မှအဲ့ဒီအရာကကိုကအဲ့ဒီအခွင့်အရေးကိုပြန်ပြီးတော့မှမစုပ်ကင်တဲ့၍မဖမ်းဆုပ်တဲ့၍အချိန်ချင်းခါကိုစီကိုပြန်လာပေးတယ်အဲ့ဒီလိုမျိုးပေါ့နော်အဲ့တော့ပြောချင်တာကနောက်ပိုင်းတကယ်လို့များပေါ့နော်ကိုက timing မကိုက်ခဲ့လို့ကိုလက်လွတ်သွားရတဲ့အရာတွေတွေးကြုံခဲ့ရရင်ဆုံးရှုံးသွားရတဲ့အရာတွေတွေးကြုံခဲ့ရရင်ကိုနဲ့reserve ဖြစ်ရတဲ့ဒီစိန်တစ်ခါလွဲချော်သွားတယ်လို့ခံစားခဲ့ရလို့ရှိရင်မစိုးရိမ်ပါနဲ့အရာတိုင်းကကိုနဲ့ reserve ဖြစ်တယ်ဆိုတော့ timing အချိန်တစ်ခုရောက်လာတဲ့အခါမှာအလိုလိုကိုစီကိုပြန်ရောက်လာပါလိမ့်မယ်အခွင့်အရေးပဲဖြစ်ဖြစ်တငယ်ချင်းမိတ်ဆွေပဲဖြစ်ဖြစ်အပေါင်းအသင်းပဲဖြစ်ဖြစ်ပြောရရင်တော့ချစ်သူရည်စားကအစပေါ့နော်ပြောရရင်တော့အဲ့တော့ခါကျတော့ဘယ်လိုအရာပဲဖြစ်ဖြစ်ကိုနဲ့ထိုက်တန်တဲ့အရာဆိုလို့ရှိရင်တေချာပေါက်ကိုစီကနေလွတ်ထွက်မသွားပဲနဲ့ကိုဘလောက်ပဲတွန်းထုတ်ပါစေကိုစီကိုအဲ့ဒီအခွင့်အရေးကကိုမဖမ်းဆုပ်သေးပြီအချိန်ချင်းခါလာပြီးတော့မှတကားခောက်နေပါလိမ့်မယ်လို့ကိုကပြောပြချင်တယ်ပေါ့နော်အဲ့တော့တကယ်ဒါကို cheese လုပ်တဲ့အရာတွေကိုမရရှိဘူးဆိုလို့ရှိရင်ဥမာအလုပ်တစ်ခုလျှောက်လိုက်တယ်အဲ့အလုပ်ကိုမရဘူးโอเคကိစ္စမရှိဘူးငါအဲ့ဒီအလုပ်ကပတ်ဝန်းကျင်နဲ့အဲ့အလုပ်ပတ်ဝန်းကျင် fee နဲ့ငါနဲ့ fix မဖြစ်မှာဆိုလို့ဒါဟာငါမရလိုက်တာဖြစ်တယ်အဲ့လိုတွေးလိုက်အဲ့တော့ကိုတနေရာကိုသွားတယ်ပစ္စည်းတစ်ခုသွားဝယ်တယ်အဲ့မှာလမ်းမှာဆိုင်ငယ်ပြတ်သွားတာပဲဖြစ်ဖြစ်တစုံတစ်ခုဖြစ်သွားတာဖြစ်ဖြစ်ကိုအဲ့ဆိုင်ကိုသွားလို့မရတော့အဲ့ဒါဆိုလို့ရှိရင်ကိုအဲ့မှာစီပြတ်သွားတာပဲဖြစ်ထားပါတော့အဲ့လိုမျိုးပြန်လှည့်လာတယ်အိမ်ကိုโอเคငါဒီနေ့အဲ့ဆိုင်ကိုသွားရမယ် timing မကြသေးလို့ငါသွားလိုက်ရပဲနေမှာအဲ့လိုပဲတွေ့လိုက်ပြောစင်တာတစုံတစ်ခုကိုလက်လွတ်လိုက်ရပြီဆိုလို့ရှိရင်တစုံတစ်ခုကို cheese လောက်တာမပိုင်ဆိုင်လိုက်ရဘူးဆိုရင်အဲ့ဒီအရာကငါနဲ့အဝင်ခွင့်ကြမဖြစ်တဲ့အရာမလို့ငါမပိုင်ဆိုင်ရခြင်းဖြစ်တယ်ဒါပေမဲ့ကိုတိုင်းကလည်းအဲ့ဒီအရာနဲ့ deserve ဖြစ်ဖို့တော့လိုတာပေါ့နော်ကိုကအဲ့အရာကိုပြန်ပိုင်ဆိုင်ခြင်းနဲ့ဆိုလို့ရှိရင်ကိုတိုင်းကလည်းအဲ့အရာနဲ့ deserve ဖြစ်တဲ့လူတယောက်ဖြစ်အောင်ကြိုးစားရမယ်လေနော်အဲ့လိုမျိုးဖြစ်အောင်တော့လုပ်တင်တာပေါ့နော်အဲ့တော့ကိုနဲ့ deserve ဖြစ်ပြီဆိုတဲ့အချိန်ရောက်လာတဲ့အခါမှာခုနကကိုလက်လွတ်လိုက်ရတဲ့ opportunity အခွင့်အရေးပဲဖြစ်ဖြစ်တစ်စုံတစ်ခု timing ပဲဖြစ်ဖြစ်အဲ့ဒီຢာကကိုယ့်စီကိုအလိုလိုပြန်ပြီးတော့မှတကားခောက်လာတိုင်းနေပေါ့နော်အဲ့ဒါလေးကိုကပြောပြချင်ပါတယ်ဒါဟာကိုတကယ်ကိုနေလာပြီးတဲ့နောက်မှာအခုအချိန်ပေါ့နော်တော်တော်လေးကိုနားလေသဘောပေါက်ပြီးတော့ဒီ timing and resolve ပေါ့နော်ဒီအချိန်ကရရှိမှုနဲ့ resolve ထိုက်တန်တော့အရာအကြောင်းကိုတော်တော်လေးကိုသဘောပေါက်နားလည်နေတဲ့အတွက်အဲ့ဒီအရာရဲ့သဘောတရားလေးကိုလာပြီးတော့မှဝေမျှခြင်းလို့ဒီဗီဒီယိုလေးကိုပြုလုပ်လိုက်ခြင်းဖြစ်ပါတယ်လို့အားလုံးပဲကိုနဲ့ထိုက်တန်သောအရာတွေကိုမှန်ကန်သော right time မှာပဲရယူပိုင်ဆိုင်နိုင်ကြပြီးတော့မှကောင်းမွန်လှပသောပျော်ရွှင်ပွဲကောင်းသောဘဝတွေကိုတည်ဆောက်နိုင်သောသူတွေဖြစ်ကြပါစေလို့ကိုကအခုဗီဒီယိုလေးကနေပြောမှဆုတောင်းပေးလိုက်ပါတယ်အားလုံးပဲကိုယ်ချင်မှချင်းစိတ်ချမ်းသာနေပြည့်စုံကြပါစေ bye bye ပါ